အားလုံးပဲမင်္ဂလာပါရှင် Beyond Motherhood ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်Thursday Tales မှာတော့ဗောနော်ဘာစာအုပ်လေးရွေးထားလဲဆိုလို့ရှိရင် Ramina's Ramadan ဆိုတဲ့စာအုပ်လေးကိုရွေးထားပါတယ်ဘာဖြစ်လို့ဒီတစ်ပတ်မှာဒီစာအုပ်လေးရွေးထားလဲဆိုတော့ဒီဟာအခု Ramadan ကာလလေးလည်းဖြစ်တယ်ပြီးတဲ့ခါကျတော့ဗောနော်တသားမီမီတွေကိုငငယ်ကလေးကသူတို့ရဲ့တငယ်ချင်းတွေထဲမှာလူမျိုးခြားဘာသာခြားတွေပါလာခဲ့တယ်ဆိုလို့ရှိရင်လေဒါသူများတွေရဲ့အလေးအထားလေးတွေကိုသိအောင်လို့ဗောနော်ဒီစာအုပ်လေးကိုရွေးချယ်ထားဖြစ်ပါတယ်ကိုရီအောင်မဗောနော်တခါတလေကြားလို့ရှိရင်မသိတာဥပုသ်ဆောင်နဲ့fasting လုပ်တယ်ဆိုတာတော့ပဲသိအသေးချာလေးအသေးစိတ်တွေပါရင်မသိဘူးဗောနော်အဲ့တော့ဒါလေးကိုလေ့လာလို့ရအောင်လို့ဒီတစ်ပတ်မှာတော့ဒီစာအုပ်လေးကိုရွေးချယ်ထားဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ဒီနေ့တူတူလိုက်ဖတ်ရအောင်เนาะဒါလေးကဒီတစ်ပတ်ဖတ်မယ့်စာအုပ်လေးကတော့ Ramina's Ramadan ဖြစ်ပါတယ် It was very early in the morning when Ramina joined her family in the living room. Ramina ကသူ့ရဲ့မိသားစုနဲ့ပေါ့နော်အဲ့ခန်းထဲမှာမနက်အစောကြီးပဲတူရှိနေရဲ့ Mom, Dad and Zainab were eating bread, eggs and fruit for Suha. ဒါအတန်ထွက်တွေတချို့ဟာလည်းမှားကောင်းမှားရင်မှားမယ်ပေါ့နော်ဒီကအဲ့ဟာလေးရှိလို့ရှင်လဲတိခန့်ပြီးတော့နားထောင်ပေးပါလို့မမေရဲ့ဖေဖေရဲ့ပြီးတော့ Zainab နဲ့တူတူတဲ့သူတို့တွေကဘာစားနေလဲဆိုတော့ bread ပါမုံစားနေရဲ့ eggs ဥတွေစားနေရဲ့ပြီးတော့ fruit ဒီဗာလဲအသီးတွေစားနေအသီးနှံတွေစားနေရဲ့ Can I first to ask Ramina အမ Ramina မေရဲ့သူရောဥပုသ်ဆောင်လို့ရလားတဲ့ဆိုပြီးမေရဲ့ It's wonderful that you want to take part said mom မမေကနေပြောတယ်ကဲနင်ပါချင်နေဆိုတာတော့တဲ့ဒီဟာတကယ်ကိုပျော်စရာကောင်းနေပေါ့နော် but you're still too young to fast all day ဒါပေမဲ့တနေ့လုံးဥပုသ်ဆောင်ဖို့တော့အရန်ကိုငယ်သေးတယ်တဲ့ you can join us for a little while before you go back to bed အဲ့ရမဝင်ခင်လေးခဏလေးပါဝင်မယ်ဆိုလို့ရှင်တော့ပါပေါ့တဲ့တနေ့ကုန်လုံးကတော့တဲ့ကလေးကငယ်သေးတဲ့အတွက်ကြောင့်မလို့မလုံနိုင်အောင်ပေါ့နော် Ramina sat next to Zainab and smiled as Dad passed her some fruit အဲ့မှာရာမီနာလေးရတဲ့သူ့မမဇီးနပ်နားလေးမှာတော့ထိုင်ပြီးခါကျဖေဖေကိုသူပြုံးပြတယ်တဲ့ဖေဖေကသူ့ကိုအသီးနှံလေးတွေကိုသူ့ကိုပေးတဲ့အတွက်ကြောင့်မို့ပေါ့နော်သူပြုံးပြလိုက်တယ် After they had eaten Zainab helped Ramina to reveal the final message in her Ramadan calendar စားပြီးတဲ့ခါမှာတော့တဲ့သူ့မမဇီးနပ်ကနေပြီး Ramina လေးကိုကူညီပြီးတဲ့ခါကျ Ramadan တက်ကတိန်လေးရဲ့နောက်ဆုံး message လေးကိုပေါ့နော်ပြလိုက်တယ် give to others read Zainab ကဖတ်ပြတယ်နောက်ဆုံး message လေးကတော့ give to others သူများတွေကိုပေးပါတဲ့ခြားသူတွေကိုလည်းမျှဝေပါပေးပါပေါ့နော် Ramina knew just what to do အဲ့မှာပဲ Ramina လေးကသိသွားသူဘာလုပ်ရမလဲဆိုတော့သိသွားတယ် she rushed up to her room to check her manager အဲ့မှာပဲသူအခန်းပေါ်သူပြေးတဲ့ခါကျတော့သူ့ရဲ့ပတ်စံထည့်ထားတဲ့စုဘူးလေးကိုကြားလေးကိုသူကြည့်လိုက်တယ်ပေါ့ I'll find someone to give this money to she said သူတယောက်ကိုရှာပြီးတော့သူ့ရဲ့ဒီစုထားတဲ့ပတ်စံလေးတွေကိုသူပေးမယ်ပေါ့ဆိုပြီးတော့သူကမှသူကြည့်လိုက်တယ် she fell back to sleep dreaming of how she could use her money to help others ပြီးရနဲ့သူကသူ့ရဲ့ကနေလေးပေါ်တက်ပြီးတော့သူအိပ်ပြီးတော့သူကအိမ်မက်နေရပါတော့သူနောက်တစ်နေ့မှာသူသူ့ရဲ့စုထားတဲ့ပတ်စံလေးနဲ့သူများတွေကိုဘယ်လိုမျိုးမျှဝေရမလဲဆိုပြီးတော့သူကအိမ်မက်ဒီမက် Later that morning Ramina got ready for the day putting the money safely in her pocket နောက်တနေ့မနက်မှာတော့ရာမီနာလေးကသူ့ရဲ့ပေါ့နော်စုပ်ထားတဲ့ပတ်စံလေးကိုသူ့ရဲ့အိတ်ကတိလေးကိုထည့်ပြီးတော့သူကနောက်တနေ့သူကူညီဖို့အတွက်ကို ready ဖြစ်နေပြီစဉ်းသင်းဖြစ်နေပြီ Downstairs she helped her parents make lots of delicious food to take to the community center အောက်ထပ်မှာတော့သူ့ရဲ့ဖေနဲ့မေမေကိုသူကကူညီပြီးတော့ပေါ့နော်မုံနေ community center လူမှုအကျိုးပြုတဲ့ဒီ center တွေကိုမုံနေဝေမျှဖို့အတွက်ယူအားဖို့အတွက်ကိုအရသာရှိရဲ့မုံနေလုံနေရဲ့ဖေနဲ့မေမေကိုသူဝင်ပြီးတော့ကူညီလိုက်တယ် As they loaded all the tins and trays of food into the car Ramina spotted the neighbor palm in her garden သူတို့တွေမုံတွေကိုကားပေါ်တင်နေမုံဘူးတွေ tray နဲ့ပေါ့နော်ဘန်းနေနဲ့မုံတွေကိုကားထဲကိုထည့်နေတဲ့အချိန်မှာပဲရာမီနာလေးကဘာတွေ့ွားလဲဆိုတော့ဟိုဘက်သူ့ရဲ့အိမ်နီးနားချင်း palm လေးကဥယျာဉ်သူ့ရဲ့ခြံလေးထဲမှာပေါ့နော်ခြံလေးထဲမှာရက်နေရအောင်သူတွေ့ပါတယ်
အဲ့ချိန်မှာတော့ Ramina hi call Ramina are you okay သူကအဲ့မှာ Ramina လေးကလှမ်းနှုတ်ဆက်လိုက်တယ် palm ကလက်မှာသူကဒီမှာလေလက်မှာ तू ကဟိုစီးထားတာပေါ့နော်စီးထားတာကိုတွေ့လဲတွေ့ရော तू နှုတ်ဆက်လိုက်တယ် hi အဆင်ပြေရဲ့လားဆိုပြီးတော့ပါမကိုလှမ်းပြီးတော့နှုတ်ဆက်လိုက်တယ်နှုတ်ဆက်လိုက်တဲ့အချိန်မှာပါမ I'm fine said Palm ပါမကလည်းအဆင်ပြေပါတယ် I'm just worried about my beautiful plants ငါရဲ့တဲ့ပန်းမင်လှလှလေးအတွက်ကိုပဲငါစိတ်ပူနေရ I haven't been able to do any gardening since I broke my arm ငါပေါ့နော်ဒီလက်ကျိုးသွားကြတဲ့ကတဲ့ငါတဲ့ဒီပန်းပင်တွေကိုရေလောင်းတာပေါင်းတင်တာစရဲပေါ့နော်ဒီပန်းချံနဲ့ပတ်သက်တဲ့ဟာတွေမလုပ်ဖြစ်ဘူးတဲ့အဲ့တော့ပန်းမင်လှလှလေးတွေကိုပဲသူစိတ်ပူနေရဲ့ Don't worry said Ramina we can sort out your garden in no time စိတ်မပူပါနဲ့ငါတို့နေရဲ့တဲ့ဒီဥယျာဉ်လေးကိုတဲ့အချိန်တိုတွင်းမှာပဲတေချာစီစဉ်ပြီးလုပ်ပေးမယ် Ramina and Zinab water the flowers while mom and dad pull up all the weeds and trim the hedges Ramina နဲ့သူ့မမ Zinab လေးရကြပန်းမင်လေးတွေကိုရေလောင်းနေအဲ့ချိန်မှာတဲ့မေမေနဲ့ဖေဖေနဲ့ကတဲ့အစီလေးတွေကိုဆွဲနှုတ်တယ်ပြီးတော့ဒီဟိုလိုအပ်တဲ့ဟာလေးကို trim လုပ်တယ်ညှက်တယ်ပေါ့နော်ညှက်ဆက်ရှိတဲ့ဟာလေးကိုညှက်တယ် Oh thank you said Pom ကကျေးဇူးတင်ပါတယ် That was so kind of you I hope you have a lovely it နူအသိကိုစေတနာကောင်းတာပဲကျေးဇူးတင်ပါတယ်နူပျော်ရွှင်စရာကောင်းတဲ့အစ်နေလေးဖြစ်ပါစေဆိုပြီးတော့ဆုတောင်းပေးလိုက်တယ် Next the family went to meet Mrs. Hussein at the community center and donated all of the food they had prepared ပြီးလည်းပြီးရသူတို့ရဲ့မိသားစုလိုက်ကတဲ့ဒီလူလူကြိုးပြူစင်တာမှာရှိရပေါ့နော် Mrs. Hussein နဲ့တွေ့ဖို့အတွက်ကိုထွက်သွားတယ်ပြီးတော့သူတို့ဒီပြင်ဆင်ပေးထားတဲ့မုန့်တွေအကုန်လုံးကိုလှူလိုက်တယ် Wow said Mrs. Hussein This all looks very tasty. Mrs. Hussein ကနေပြီဟာဒီဟာတွေအကုန်လုံးကအရသာရှိမဲ့ပုံပဲ We've been able to help so many people already today, but there's still so much to do. ငါတို့တွေကတဲ့တော်တော်များများကိုတော့ဒါလှူပြီးသွားပြီကုညီပြီးသွားပြီဒါပေမဲ့လုပ်ဖို့တွေအများကြီးတော့ကြံသေးရဲ့ Don't worry said Ramina လည်းစိတ်မပူပါနဲ့ We can stay and help ငါတို့နေပြီးတော့ကုညီမှာပေါ့တဲ့Mom and Dad walk with the other volunteers, serving food to lots of hungry people. မေမေနဲ့ဖေဖေနဲ့ရတဲ့ဒီ volunteer တွေနဲ့ပေါ့နော်တူတူကုအလုပ်လုပ်တယ်တဲ့ဒီဘိုက်စာနေတဲ့သူတွေကိုတဲ့မုံလေးမျှဝေပေးရဲ့ Meanwhile Ramina and Zinab tackle the huge mountain of washing up အဲ့ချိန်မှာတော့တဲ့Ramina လေးနဲ့တဲ့မမနဲ့ရတော့ဗောနော်ဒီမှာဆေးစရာကြောစရာရှိရဲ့တောင်လိုပုံနေတဲ့ပကံတွေကိုတဲ့ဆေးရဲ့ Oh thank you said Mrs. Hussein you've all been so helpful ကျေးဇူးများတင်ပါတယ်နင်တို့တွေကအရန်ကိုကူညီတာပဲThat afternoon the family went shopping for everything they needed for the Eid celebrations ညနေမှာတော့သူတို့မိသားစုကEid ပျော်ပွဲရှင်ပွဲလုပ်ဖို့အတွက်ကိုဈေးသွားဝယ်ကြတယ် At the market they bumped into Dad's friend Tariq ဈေးထဲမှာတော့တဲ့သူတို့တွေကဖေဖေရဲ့တငယ်ချင်းနဲ့တွေ့တယ် It's everything all right asked Dad ဖေဖေကမေးရဲ့အဆင်ပြေရဲ့လားကုန်စင်ပြေရဲ့လား I'm okay said Tariq ကပြောတယ်အဆင်ပြေပါတယ် I just need some raisins to make my sheer kama but they've sold out he said အဆင်ပြေပါတယ်ဒါမဲ့ငါတဲ့စပြည့်သေးချောက်ကလေးရောလိုနေတာတဲ့သူဒီ sheer ခုခါမာလာခုမာလာမုံတစ်ခုလုပ်ဖို့ရပေါ့နော်စပယ်တိကြောက်လေးရောလိုနေရဲ့ဒါပေမဲ့အဲ့အကုန်လုံးကကုန်သွားပြီ Don't worry said Ramina we can give you some of ours စိတ်မပူပါနဲ့တဲ့ငါတို့ရေဝယ်ထားရတဲ့နည်းနည်းပေးမှာပေါ့တဲ့ Oh thank you said Tariq that's very generous Shakama is my son's favorite ကျေးဇူးတင်ပါတယ်တဲ့နို့အရန်ကိုပေါ့နော်တရားရှိရပဲဒီရှာခါမဆိုရမုံလေးကငါသားအကြိုက်ဆုံးမုံလေးလေ As the sun started to set it was time for iftar Mom Dad and Zina broke their fast with dates and water ဒါနေရစပြီဆိုတာနဲ့နေစပြီးတော့ဝင်ပြီဆိုတာနဲ့ပေါ့နော်ဒါ
after အတွက်အချိန်ကြပြီမမေရဲ့ဖေဖေရဲ့စီးညပြေရတဲ့ဒီသူတို့ကဒီဥပုပ်ကိုပေါ့ဥပုပ်ထွက်ပြီးတော့စွန်ပလွန်သီးရည်နဲ့ရေနဲ့ဟိုတဲ့တောက်တယ်စားတယ် then the family said the Maghrib prayer together ပြီးတော့မိသားစုလိုက်တဲ့ဒီဖျားရှိခိုးတယ် as they all ate dinner Ramina gazed at the crescent moon သူတို့ dinner စားပြီးတော့ညစာစားပြီးအချိန်မှာ Ramina ကတဲ့သူကလကိုကြည့်လိုက် that night Ramina went upstairs and got ready for bed အဲ့ဒီညမှာတော့ Ramina လေးကပြီးလဲပြီးတော့ကရင်ပေါ်တက်သူအိပ်ဖို့ ready ပြင်နေတဲ့ oh no she thought I've been so busy I forgot to find someone to give my money to she settled down to sleep feeling disappointed ဖြစ်ဘူးငါတော့ပါပြီငါကတော့တဲ့တနေ့ကုန်အလုပ်ရှုပ်နေရနေပဲပေါ့နော်ဒီမှာစုထားတဲ့ပတ်စံကိုပေးမယ်ဆိုရင်မပေးဖြစ်တော့ဘူးဆိုပြီးသူစိတ်ပြက်လက်ပြန့်တဲ့သူမှထိုင်ချလိုက်တယ်the next morning was the first day of it mom dad Ramina and Zina wants to mocks dressed in her special new clothes နောက်နေ့မနက်လဲကြာတော့တဲ့သူတို့ရဲ့ပထမဆုံးအင်းနေပေါ့တဲ့မေမေရဲ့ဖေဖေရဲ့ Ramina ရဲ့ Zina လေးရဲ့mocks ကိုတူတူသွားကြတယ်တဲ့သူတို့ရဲ့ဒီဝက်ကောင်းစားလာလေးဝတ်ပြီးတော့ဗောနော်ပွဲတော်နေဆို inside the mosque Ramina pray ဒီ mosque ဆဲကြတော့ Ramina လေးကဖျားရှိခိုးတယ်Allahu Akbar the imam said သူတို့ဒါဖျားရှိခိုးနေတယ်သူဆုတောင်းကြတာဗောနော်ဖျားရှိခိုးကြအကုန်လုံးကလည်းပြန်ပြီးတော့ပြောကြတယ် on the way back home dad noticed that Ramina seemed quieter than normal အပြန်အိမ်ပြန်လမ်းမှာတော့ဖေဖေကသတိထားမိပါ Ramina လေးကပုံမှန်လိုမဟုတ်ပဲနဲ့ပေါ့နော်နည်းနည်းတော်တော်ငြိမ်နေရဲ့ What's wrong he asked ဘာဖြစ်လဲသမီးI'm excited that it's it ဒါ it မို့လို့ပေါ့နော်သူပျော်ရွှင်စိတ်လှုပ်ရှားနေတယ်တဲ့ she said သူပြောတယ် I'm just sad that I didn't get to give to others like my calendar said ဒါမဲ့တဲ့ငါတဲ့ဝမ်းနဲ့နေအားတဲ့ calendar ထဲမှာပြောထားသလိုပေါ့နော်ငါသူများကိုမပေးလိုက်နိုင်ဘူးတဲ့ What are you talking about said dad surprise နင်ဘာတွေပြောနေရလဲသမီးဘာတွေပြောနေရလဲဆိုဖေဖေကအံ့ဩစွာနဲ့မေးရဲ့you water Palm's garden for her then you wash up all those plates for Mrs. Hussein and it was your idea to share our raisins with Tariq you've given your time your help and your love you don't have to give money to help others အချင်းကြမှာဖေဖေကပါမရဲ့တဲ့ဥယျာဉ်လေးကိုတဲ့သမီးရေလောင်းပေးရလေတဲ့ပြီးတော့တဲ့သမီးကတဲ့ Mrs. Hussein ရဲ့တဲ့ပကံတွေကိုလည်းစစ်ပေးတယ်တဲ့ပြီးတော့တဲ့ Tariq ကိုတဲ့နော် Mr. Tariq ကိုသမီးဒီစပစ်သေးကြောက်တွေ share မယ်ဆိုတာလေသမီးရဲ့အကြံမဲလေတဲ့သမီးရဲ့အချိန်တွေပေးရသမီးရဲ့ကုညီလို့ရတာတွေကုညီရသမီးရဲ့ချစ်ချင်းမြတ်တာတွေမျှဝေရလေတဲ့ပတ်စံတွေပေးမှသူများကိုကုညီတာမဟုတ်ဘူးတဲ့ဒီလိုမျိုးကိုလုံးနိုင်တာတွေလုပ်ပေးရကိုယ့်ရဲ့လူအားစိတ်အားနော်ခွန်အားမြတ်တာတွေပေးလို့ရှင်တယ်ကူညီတာပဲလေ Ramina felt better as she realized that was right အချင်းကြမှာပဲ Ramina လေးကဟုတ်သားပဲသူကူညီလိုက်တာပဲ That night Ramina and her family were joined by grandparents uncles aunts cousins and friends they had all brought food sweets gifts for big celebration အဲ့ဒီညမှာပဲ Ramina လေးရဲ့သူ့ရဲ့မိသားစုလေးတွေကဖဖဖွားတွေဦးတော်တွေတငယ်ချင်းတွေပြီးသွားလို့ရှိရင်ဒီဝမ်းခွဲမောင်နှမတွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့သူတို့ရဲ့အလေးကိုယူလာတဲ့ပေါ့နော်သူတို့ရဲ့ယူလာတဲ့မုံနေစားစရာတွေလက်ဆောင်တွေနဲ့ပျော်ပွဲရွှင်ပွဲဆင်နွှဲကြတယ် Ramina smiled as she enjoyed a huge feast with the people she loved အဲကြတော့မှ Ramina လေးကသူချစ်တဲ့သူတွေနဲ့သူပျော်ပျော်ရွှင်ရွှင်နဲ့ဒီပျော်ပွဲရွှင်ပွဲစားတောက်ပွဲကိုကျင်းပရတဲ့အတွက်သူပြုံးနေ After the meal everyone made their way outside for the fireworksအကုန်လုံးလဲစားပြီးသွားအပြင်မှာမီရှူမီပန်းတွေဖောက်ဖို့ကြည့်ကြတယ် they all gaped as they watched the colorful explosions ဒီမီရှူမီပန်းတွေပေါက်တဲ့ဟာကိုကြည့်ပြီးတော့အော်မင်းသက်စွာနဲ့ကြည့်နေကြတယ် it မတူMubarak ဆိုပြီးတော့အကုန်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့អော်ကြတယ်ဒီကတော့ဒါ Ramadan ရဲ့သဘောတဘာဝလေးတွေကိုပေါ့နော်လေးလာရတယ်တွေ့ရတယ်သူတို့ဥပုသ်ဆောင်နေသူတို့အလှူဒါနတွေလုပ်တယ်သူများတွေ sharing လုပ်တယ်ဒါဘာသာတိုင်းမှာရှိရဲ့အလေးကျင့်လေးပေါ့နော်ဒါကတော့ Ramadan ကာလမှာသူတို့လုပ်တဲ့အလေးကျင့်လေးတွေပါဒါကိုတမမီတွေကိုဖတ်ပြချင်တယ်ဆိုလို့ရှိရင်လည်းဒီစာအုပ်လေးကိုreaders room မှာဝယ်ယူပြီးတော့ဖတ်အိမ်မှာတေချာဖတ်ပြလို့ရတယ်ဒီလိုမျိုးစာအုပ်တွေကနေပြီးတော့ကလေးတွေကဘ ഹു တုတရရစေတယ်စာအုပ်တွေကနေပြီးတော့အလေးအထားတွေအမှုအကျင့်တွေ
ဘာသာတရားတွေလူမျိုးတွေမျိုးမျိုးရဲ့ဟာကိုလေ့လာလို့ရတာပေါ့နော်ဒါကြောင့်မလို့ကလေးတွေကိုစာအုပ်ဖတ်တဲ့အကျင့်လေးတွေကိုလုပ်ပေးပါကလေးတွေပျော်တဲ့ဟာလေးတွေနဲ့စိတ်ဝင်စားတဲ့ဟာလေးတွေကနေစပြီးတော့စီယုံပြီးတော့စာအုပ်လေးတွေပြဖတ်ပါလို့တိုက်တွန်းလိုက်ပါတယ်နောက်တစ်ပတ် Thursday Tales ကြားလို့ရှိရင်လည်းပြန်တွေ့ပါမယ်နော်အားလုံးပဲစစ်တာ